ကဘာဦးကျမ်းအခန်းကြီး24အာဗြဟံသည်အို၍အသက်အရွယ်ကြီးရင်လာပြီးထာဝရဘုရားသည်အရာရာ၌သူ့ကိုကောင်းကြီးပေးတော်မူပြီးအာဗြဟံသည်မိမိအိမ်သားတို့တွင်အသက်ကြီး၍ဘာနာဆိုးလုပ်သောသူကိုခေါ်လျက်တင်သည်ငါနေသောခါနာအမျိုးသမီးတို့တွင်ငါသားဖို့မယားကိုမရွေးမယူဘဲငါပြည်ငါအမျိုးသားချင်းတို့ထံသို့တွား၍ငါသားအိဇက်အဖို့မယားကိုယူရမည်ဟုတင်ဤလက်ကိုငါပေါင်အောက်၌ထားပြီးမှကောင်းကင်မြေကြီးအရှင်ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆိုစေပါမည်ဟုဆို၏ကျွန်ကလည်းမိမသည်ဤပြည်သို့မလိုက်မလာလိုလျင်ကိုတော်ထွက်လာသောပြည်သို့ကိုတော်ဤသားကိုတဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟုမေးလေတော့အာဗြဟံကထိုပြည်သို့ငါသားကိုခေါ်၍မသွားနှင့်တတိပြုလောငါအဘဤအိမ်မှ၎င်းငါအမျိုးသားနေရာပြည်မှ၎င်းငါကိုခေါ်၍တင်ဤအမျိုးအနွယ်အားဤပြည်ကိုငါပေးမည်ဟုငါအားပြလိတော်ပေး၍ကျိန်ဆိုတော်မူသောကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည်မိမိကောင်းကင်တမန်ကိုတင့်ရှိ၌ဆေလွတ်တော်မူသဖြင့်တင်သည်ထိုပြည်မှငါသားဖို့မယားကိုယူရလိမ့်မည်မိမသည်တင်နှင့်အတူမလိုက်လိုလျင်တင်သည်ယခုငါပေးသောကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေငါသားကိုထိုပြည်သို့ခေါ်၍မသွားနှင့်ဟုဆိုပြီးမှကျွန်သည်သခင်အာဗြဟံ၏ပေါင်အောက်၌လက်ကိုထား၍ထိုအမှု၌ကျိန်ဆိုလေ၏ထိုကျွန်သည်လည်းမိမိသခင်၏ဥစ္စာရှိသမျှကိုစီရင်တော်သူဖြစ်၍သခင်၏ကလအုပ်စုထဲကကလအုပ်10စီးကိုယူ၍ထသွားသဖြင့်မေသောပေါတာမိတိုင်နာခေါမြို့သို့ရောက်လေ၏မိမများရေခတ်သောညဥယျာဉ်အချိန်၌မြို့ပြင်ရေတွင်နာမှာကလအုပ်တို့ကိုဝတ်စေပြီးလျင်အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားယနေ့အကျွန်ုပ်အကြံကိုထမြောက်စေတော်မူ၍အကျွန်ုပ်၏ဘုရားသခင်အာဗြဟံ၌ကျေးဇူးပြုတော်မူပါဟုအကျွန်ုပ်ဆုတောင်းပါ၏အကျွန်ုပ်သည်ရေတွင်နာမှာရပ်နေ၍ထိုမြို့သူတို့သမီးတို့သည်ရေခတ်ခြင်းကလာကြသည်တွင်အကျဉ်တို့သမီးကိုကျွန်ုပ်တောက်ခြင်းကတင်ဤရေဘူးကိုချပါဟုဆိုသောတောက်ပါတင်ဤကလအုပ်တို့ကိုလည်းရေတိုက်ပါမည်ဟုပြန်ဆိုသောတို့သမီးသည်ကိုတော်ဤတွင်အေးဆက်ဖို့ခန့်ထားတော်မူသောသူဖြစ်ပါစေသောထိုတို့အဖြစ်အကျွန်ုပ်ဤသခင်၌ကျေးဇူးပြုတော်မူကြောင်းကိုအကျွန်ုပ်သိရပါမည်ဟုလျှောက်ဆို၏ထိုတို့လျှောက်ဆို၍မပြီးမီအာဗြဟံအကိုနာခေါမယာမိလခာတာဘေသွေလ၏သမီးရဗက္ကသည်ရေဘူးကိုထမ်းလျက်ထွက်လာသည်ကိုမြင်၏ထိုတို့သမီးသည်အလွန်အစင်းလာ၍ယောက်ျားနှင့်မဆက်ဆံသေးသောကညာဖြစ်၏ရေတွင်သို့ဆင်း၍ရေဘူးကိုရေနှင့်ဖြည့်ပြီးမှတက်လာ၏ကျွန်သည်လည်းထိုမိမနှင့်တွေ့ခြင်းငါပြေ၍တင်ဤရေဘူး၌ရေအနှဲငယ်ကိုတောက်ပါရစေဟုဆိုလေတော့မိမကတောက်ပါလောအရှင်ဟုဆိုသည်ဖြင့်မိမိလက်ပေါ်မှာအလျင်မြန်ရေဘူးကိုချ၍ရေကိုပေးလေ၏ရေကိုပေးပြီးလျင်တင်ဤကလအုပ်တို့သည်လည်းဝါစွာတောက်เสียဖို့ရေခတ်ပါမည်ဟုဆိုသည့်အတိုင်းအလျင်မြန်ဘူး၌ရှိသောရေကိုရေတိုက်ခွက်ထဲ၌လောင်ပြီးလျင်တဖန်ခတ်ခြင်းငါရေတွင်းသို့ပြေး၍ကလအုပ်အဖို့ရေခတ်လေ၏ယောက်ျားသည်ထိုမိန်းမကိုအံ့ဩ၍မိမိရောက်လာသောအမှုကိုထာဝရဘုရားပြုစုတော်မူသည်မမူသည်ကိုသိလို၍တိတ်ဆိတ်စွာနေလေ၏ကလအုပ်များကိုရေတောက်စေပြီးသောနောက်ယောက်ျားသည်အချိန်9မှုရှိသောရွှေနှဆွဲအကျပ်30အချိန်ရှိသောရွှေလက်ကောက်တရံကိုထုတ်၍တင်သည်အဘယ်သူဤသမီးဖြစ်သည်နည်းကျွန်ုပ်ကိုပြောပါတင်ဤအဖအိမ်၌ကျွန်ုပ်တို့တဲခိုစရာအရရှိသလောဟုမေးလေသောမိန်းမကကျွန်ုပ်သည်နာခေါဤမယာမိလခာ
ဖွားမြင်သောဘေသွေလ၏သမီးဖြစ်သည်ဟု၍၎င်းကျွန်ုပ်တို့၌မြတ်ချောက်များစားပွဲတောက်ပွဲများနှင့်တဲခိုစရာအရက်လည်းရှိသည်ဟု၍၎င်းဆိုလေ၏ထိုအခါယောက်ျားသည်ဥညွှတ်ချလျက်ထာဝရဘုရားကိုကိုးကွယ်လျက်ကရုဏာသစ္စာတော်ကိုအကျွန်ုပ်သခင်မှရုပ်သိမ်းတော်မမူသောအကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားသည်မင်္ဂလာရှိစေတည်းလမ်းမှသွားလျက်ရှိသောအကျွန်ုပ်ကိုထာဝရဘုရားသည်အကျွန်ုပ်သခင်၏ညီအကိုတို့အိမ်သို့ပို့ဆောင်တော်မူပါသည်တကားဟုမြွတ်ဆို၏သူတို့သမီးသည်လည်းပြေး၍အမိ၏အိမ်၌ဤအရာများကိုကြားပြောလေ၏ရဗက္က၌လာဗန်အမည်ရှိသောမောင်တစ်ယောက်ရှိ၏လာဗန်သည်ယောက်ျားရှိရာရေတွင်းသို့ပြေး၏သူသည်နဆွဲကို၎င်းနမလက်၌လက်ကောက်ကို၎င်းမြင်၍ထိုယောက်ျားသည်ကျွန်ုပ်ကိုဤသို့ပြောသည်ဟုနမရဗက္ကဆိုသောစကားကိုကြားသောအခါရေတွင်း၌ကလအုပ်အနားမှရပ်နေသောယောက်ျားထံသို့ရောက်သောအခါထာဝရဘုရားကောင်းကြီးပေးတော်မူသောသူကျွန်ုပ်အိမ်သို့ဝင်ပါလောပြင်၌အဘယ်ကြောင့်ရပ်နေသနည်းအိမ်ကို၎င်းကလအုပ်များနေရာအရပ်ကို၎င်းကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်ယောက်ျားကိုအိမ်သို့တွင်း၍ကလအုပ်တို့တန်ဆာကိုချွတ်ပြီးမှသူတို့အားမြတ်ချောက်နှင့်စားစရာကိုပေး၏ယောက်ျားခြေလိုက်သောသူတို့ခြေဆေးဖို့ရေကိုလည်းပေးလေ၏သူရှေ့မှစားစရာကိုထည့်သောအခါသူကကျွန်ုပ်သည်ကိုအမှုကိုမပြောမီမစားလိုပါဟုဆိုလျှင်ပြောပါဟုဆို၏ယောက်ျားကလည်းအကျွန်ုပ်ကအာဗြဟံ၏ကျွန်ဖြစ်ပါ၏ထာဝရဘုရားသည်အကျွန်ုပ်၏သခင်ကိုအလွန်ကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးမြတ်ခြင်းသို့ရောက်လေပြီသိုးစုနွားစုရွှေငွေကျွန်ယောက်ျားကျွန်မိန်းမကလအုပ်နှင့်မြင်းများတို့ကိုပေးတော်မူပြီအကျွန်ုပ်၏သခင်၏မယားစာရာသည်အသက်အိုသောအခါသူအားသားကိုဖွားမြင်သဖြင့်ထိုသားအားဥစ္စာရှိသမျှကိုသခင်သည်အပ်ပေးပြီအကျွန်ုပ်၏သခင်ကလည်းသင်သည်ငါနေသောခါနာန်အမျိုးသမီးတို့တွင်ငါသားဖို့မယားကိုမရွေးဘဲငါအဘ၏အိမ်ငါအမျိုးသားချင်းတို့ထံသို့သွား၍ငါသားဖို့မယားကိုယူရမည်ဟုအကျွန်ုပ်ကိုကျိန်ဆိုစေ၏အကျွန်ုပ်ကလည်းမိန်းမသည်မလိုက်လိုလျင်အဘယ်သို့နည်းဟုသခင်ကိုမေးလေတော့သခင်ကအချင်းထာဝရဘုရားသခင်ရှိတော်၌ငါသွားလာ၏ထိုဘုရားသည်မိမိကောင်းကင်တမန်ကိုသင်နှင့်အတူစေလွှတ်၍သင်သွားသောအမှုကိုပြုစုတော်မူသဖြင့်ငါအမျိုးသားချင်းငါအဖ၏အိမ်ထဲကငါသားဖို့မယားကိုယူရမည်41ပတ်241ရှိသေးပါတယ်